Hello အကြီးကြီးပဲနော်အမကလက်နှစ်ဖက်နဲ့တည်လာလားတစ်ဖက်ထဲနဲ့တည်လာလားညီမလေးလည်းတစ်ဖက်ထဲနဲ့တည်နိုင်ပေးခဲ့မယ်တစ်ဖက်ထဲနဲ့မတည်နိုင်ပြန်သိမ်းသွားမယ်ရလားမရဘူးကလေးကိုနော်မမကတော်တော်ညစ်တာဒီမှာဗီဒီယိုလေးမှတ်တမ်းတင်ထားဆိုတော့နှစ်ယောက်စလုံးတစ်သလုံးပြည့်ကပနာမန်ဒါမျိုးဆိုမြန်သလားမမင်းနဲ့ဝမ်းရအတွင်းမှာဒီလိုမျိုး surprise ပို့တာဘယ်နှခါလောက်ပို့ဘူးလဲတစ်ခါဒါ first time အိုးသူများတွေရဲ့ first time ကအကြီးပဲကြည့်တစ်နှစ်ပြည့်ကိုဒီလိုမျိုးရတယ်အဲ့ဆို10နှစ်ပြည့်ဆိုရင်တော့မတို့ခုတောင်တကြိုးတော်တော်လွတ်အောင်ရှောင်လာရတာဆိုတော့10နှစ်ပြည့်ဆိုရင်မတို့တော်တော်ရှောင်အောင်မယ်ထင်တယ်လူကျင်သေးလားအဲ့လိုမျိုးနောက်ဆုံးတော့ငါရဲ့ဘဝကနောက်ဆုံးတော့မင်းရင်ခွင်နောက်ဆုံးတော့ငါရဲ့အချစ်တွေတယောက်ထဲသောဖူးစာရှင်ရာရာမြဲတမ်းနောက်ကျပြီးတော့အထီးကျန်နေတဲ့ဘဝတစ်ခုမိလျံတဲကနိုးထရအောင်အသိဉာဏ်နဲ့စိတ်စားသူဘဝတွေကအနေထားမတူပေမဲ့ဘတော်မှပြစ်ချမသွားဘူးမင်းကငါအတွက်သစ္စာထားသူမင်းကကောင်းငင်ငါကြွေချသူအမောင်လူတဲကအလင်းတစ်ခုပေါ်မင်းရဲ့ချုံမြိန်တဲ့အချစ်ကန်တာရလို့ငါရဲ့ဘဝအတွက်အေးမြတဲ့ Oasisမင်းသိတဲ့အတိုင်းပါပဲအကုန်လုံးတော့မပြည့်စုံဘူးပေါ့ဒါပေမဲ့နှစ်ယောက်တူတွဲစွန့်စားမဲ့အတွေ့အကြုံတစ်ခုနော်လူတွေကတွေ့ဆုံကြုံကွယ်လောကရဲ့မိယာမှာတော့ဟယ်လိုငါရဲ့အနာမည်ရှိမှလားပြောငါဒီမှာအကြီးကြီးပဲနော်အမကလက်နှစ်ဖက်နဲ့တည်လာလားတစ်ဖက်ထဲနဲ့တည်လာလားညီမလေးလည်းတစ်ဖက်ထဲနဲ့တည်နိုင်ပေးခဲ့မယ်တစ်ဖက်ထဲနဲ့မတည်နိုင်ပြန်သိမ်းသွားမယ်ရလားမရဘူးကလေးကိုနော်မမကတော်တော်ညစ်တာအရက်လေးတိုင်းကြည့်ပါဦးပန်းစီကိုပဲဟိုဘက်လေးထွက်ကြည့်လိုက်ငယ်လေးကိုယ့်ရက်နဲ့ဘလို့နေတော့ကြော်လားရက်ကြော်လားကြော်နေတယ်ကဲငယ်လေးလာပါဦးနေတယ်ကဲငယ်ပေးပါသူကူကူလေးတဲ့ကဲတရက်ခွက်လုံးအားကြကုန်ပြီအမဒီမှာအယုတ်လေးနဲ့လဲမယ်လေပန်းစီတစ်ခါမှမရဘူးလို့ပန်းစီလေးပြန်ပေးလိုက်မလားပတ်စံနေတော့ပေးခဲ့မယ်လေရလားမရဘူးဘယ်သူပို့ပေးရလဲသိတယ်မလားဟာအဲ့လိုလားလက်မခံဘူးထင်နဲ့ခလေးကဟုတ်လားလက်ခံနဲ့ကဲဒီနေ့ဘာအတွက်ပေးရလဲ1 year anniversary 1 year anniversary ဆိုတော့အဲ့1 year အတွင်းမှာဒီလိုမျိုး surprise ပို့တာဘယ်နှခါလောက်ပို့ဘူးလဲတစ်ခါဒါ first time အိုးသူများတွေရဲ့ first time ကအကြီးပဲကြည့်တစ်နှစ်ပြည့်ကိုဒီလိုမျိုးရတယ်အဲ့ဆို10နှစ်ပြည့်ဆိုရင်တော့မတို့ခုတောင်တကြိုးတော်တော်လွတ်အောင်ရှောင်လာရတာဆိုတော့10နှစ်ပြည့်ဆိုရင်မတို့တော်တော်ရှောင်အောင်မယ်ထင်တယ်လူကျင်သေးလားအဲ့လိုမျိုးဟုတ်ကဲ့ပါရှင်အမစာလေးဖတ်ပြပေးမယ်နော်ကောင်မလေးရေပျော်ရွှင်စရာတစ်နှစ်ပြည့် anniversary လေးပါနော်လာမယ့်နှစ်တွေမှာလည်း baby နဲ့အတူတူအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးတော့ baby လေးလိုချင်တာတွေကိုဝယ်ပေးပြီးအမြန်ဆုံးအမေရိကကနေလက်ထပ်ဖို့အတွက်အပြေးလေးပြန်လာခဲ့ပါမယ်တဲ့ကဲညီမလေးကဘာလေးပြန်မှာခြင်းသေးလဲရှင်ပြောလိုက်ရဖုန်းပြောလိုက်မယ်ဖုန်းမှာပဲတဲ့ဖုန်းထဲမှာပြောတာနဲ့ဒီမှာဗီဒီယိုလေးအမှတ်တရမှတ်တမ်းတင်ထားနေတော့မတူဘူးလေဖုန်းထဲမှာပြောတာခဏပဲပေါ့နော်အတန်မသွင်းထားရင်ပျောက်တော့မှဒီမှာဗီဒီယိုလေးမှတ်တမ်းတင်ထားဆိုတော့နှစ်ယောက်စလုံးတစ်သလုံးပြည့်နောက်ကိုလာရိုက်နော်ကပနာမန်ဒါမျိုးဆိုမြန်သလားမမင်းနဲ့ဆိုတော့ဖုန်းထဲမှာဆိုရင်ကွာအမတို့ခဏလေးနဲ့ပျောက်သွားမှာဒါကြောင့်အမှတ်တရဗီဒီယိုလေးဆိုတော့နှစ်ယောက်သားအတွက်အမှတ်တရစကားလေးပြောပြပါဦးဘာပြောလဲကောင်လေးနဲ့ဘယ်မှာစားတွေ့ရလဲလိုင်းမှာပဲတွေ့ရအပြင်မှာမတွေ့ဘူးသေးဘူးပေါ့ဟာအပြင်ရောက်လာလို့ရုပ်ဆိုးကြီးဖြစ်နေဘလို့လုံမလဲရုပ်ဆိုးလေးချစ်တယ်အပြင်ရောက်လာလို့ကွာသူကလေအဲ့လိုမျိုး line ပေါ်မှာဗီဒီယိုကောတွေပါပြောတဲ့အချိန်မှာကွာအဖက်တွေညီမလေးမသိအောင်တုံးထားပြီးတော့ကွာအပြင်လဲရောက်လာရုပ်ဆိုးဆိုးကြီးဆိုချစ်အောင်ပါလားချစ်တယ်အကယ်ဟုတ်ပါပြီရှင်ကောင်မလေးရဲ့ချစ်စရာလေးနော်ကိုရီးယားကောင်မလေးတင်းရနော်မဟုတ်ဝဲကြည့်မမလားကြည့်ဟုတ်ကဲ့ပါရှင်ဆိုအမှတ်တရအနေနဲ့နှစ်ယောက်သားအတွက်ပေါ့နော်အမှတ်တရရှိစေမဲ့စကားလေးတစ်ခွန်းတော့အမနားလေးပိတ်ထားနည်းနည်းလေးပဲချစ်လားအများကြီးပဲချစ်လားပြောလိုက်ပါအများကြီးချစ်တယ်ဟုတ်ကဲ့ပါရှင်ဒီနေ့မှာအမှတ်တရအနေနဲ့တရက်ကွက်လုံးဟေးပြိဿတွေအများကြီးပဲမရောက်လာတယ်ပြိဿတွေရောက်လာပြီမကြိုက်လားကြီးပဲလားမိုက်လိုက်လားဟာ ဆို
ဆိုတော့မဆူတောင်းပြပါတယ်အပြင်မှာလည်းတစ်ခါမှမတွေ့ဘူးသေးဘူးပေါ့နော်နှစ်ယောက်သားအချစ်တွေအများကြီးဒီထက်ပို့ပြီးတော့ပေါ့နော်ချစ်ပေးနိုင်ပြီးတော့နှစ်ယောက်သားနေ့ရက်တိုင်းမှာစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့အမြဲတမ်းပျော်ရွှင်ရပါစေလို့မတို့ကလည်းနှစ်ယောက်စလုံးအတွက်ဆူတောင်းပေးပါရနော်မြန်ပြန်လာစေချင်လားဒါမှမဟုတ်နေအောင်ရသေးလားဟုတ်ကဲ့ပါရှင်ဟိုအိမ်ကဘယ်နားမှာလဲမတို့လိုက်ပို့ပေးရမှာအတီမှာပဲလားအထဲကိုထည့်ပေးရမှာပေါ့နော်ရလားဓာတ်ပုံတွေပါရိုက်အောင်မလားအေးရဲမယ်ဟုတ်ကဲ့ပါရှင်မတို့ဓာတ်ပုံတွေအမှတ်တရဓာတ်ပုံလောက်ရိုက်ပေးမယ်နော်ဒီဘက်ကိုကြည့်ပေးပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ငယ်လေးဟုတ်ကဲ့ဟုတ်ဒီထဲရောထည့်ပေးခဲ့ရမယ်ဒီနားလေးရအကိုကြီးဒီကနေမှဟုတ်တယ်ရရတယ်အပေါ်မှာတကြွအေးရပြီနော်ရပြီနော်ငယ်လေးကျေးဇူးများကြီးတင်ပါတယ်ဘာဖြစ်ချင်မဲနေလေးငါချောင်းစဲအမြဲတမ်းတူနေမဲ့ဘဝသက်စားလက်တွေနေဝေးထွမ်းမသွားနဲ့ငါထွေးဖတ်ထားမဲ